တစုံတစ်ယောက်ကနေကိုယ်လာပြီးတော့ report လုပ်တယ်သတင်းပေးတယ်အဲ့ဒါနဲ့လည်းအမှန်လို့မဆုံးဖြတ်နဲ့တဲ့မြတ်စွာဘုရားကြည့် report တွေကိုလည်းအမှန်မယူနဲ့ဂျာနယ်ထဲပါတယ်သတင်းစာထဲပါတယ်ဟိုထဲပါတယ်ဒီထဲပါတယ်ဟိုလူကပြောသွားတယ်ဒီလူကပြောသွားတယ်အမှန်မယူနဲ့တဲ့ဒီလိုဆိုလို့ဘာဖြစ်လို့တုံးဆိုမှန်တာလည်းရှိခြင်းရှိမယ်မှားတာလည်းရှိခြင်းရှိမယ်ကိုယ်ဉာဏ်နဲ့စဉ်းစားအောင်လို့ဒီလိုဆိုလို့တာမြတ်စွာဘုရားဆိုလို့တာအဲ့ဒါကိုကွန်မြူနစ်သမားတွေကတော့ဓာရီအချက်တွေနဲ့အကုန်လုံးသူတို့ကဘာသာတရားတွေအကုန်လုံးပြစ်ပယ်ချင်တာနဲ့ဒီစကားလုံးတွေကိုသုံးပြီးတော့ဘာသာတရားတွေကိုအကုန်ပုတ်ခတ်သွားတယ်အဲ့ဒါတော့မမှန်ဘူးเนาะမြတ်စွာဘုရားရဲ့ဆိုလိုရေးအဓိပ္ပာယ်ကဘာတုံးဆိုမင်းသူများကလာပြီး report လုပ်လို့ရှိရင်အဲ့ဒါလေးတွေရပ်မနေနဲ့ကိုယ့်အကိုဟုတ်တယ်မဟုတ်ဘူးဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးကိုယ်ပိုင်ဉာဏ်ကိုအသုံးချအောင်လို့ပြောတယ်ဘလောက်ခေါင်းလောကလူတွေကလွယ်လွယ်နဲ့ယုံတတ်တယ်လေအောက်ကအစီရင်ခံစာတက်လာတယ်ဆိုလို့ရှိရင်လက်ခံလိုက်တာဟုတ်လားမဟုတ်လားဆိုတာစဉ်းစားရအောင်အစီရင်ခံစာဆိုတာအကုန်လုံးမှန်နိုင်မှာမလားမမှန်နိုင်ဘူးဟိုလူကလာပြောလဲမှန်တာမဟုတ်ဘူးဒီလူကလာပြောလဲမှန်တာမှမဟုတ်တာဒီပြင်အစီရင်ခံစာမပြောနဲ့ကိုယ့်အိမ်ကိုမိသားစုတွေပဲကြည့်သမီးကလာပြောသားကလာပြောဟိုလူကလာပြောဒီလူကလာပြောအမှန်ကြီးအောင်းမိတ်မနေနဲ့အမေမသိစေနဲ့အဖေမသိစေနဲ့အများကြီးပဲမရှိဘူးလားအမေမသိနဲ့အမေမသိစေနဲ့အဖေမသိစေနဲ့ဆိုဒီကတော့ဟုတ်မှတ်အဲ့ဒါကြောင့်မို့ report လေးနဲ့တင်ပဲကျင့်တတ်မနေနဲ့မြတ်စွာဘုရားဆုံးလို့တာကအနုတ္တဝလို့ဆိုရယ်တစင်ကြားစကားလေးနဲ့တင်မှန်တယ်လို့မဆုံးဖြတ်နဲ့အောင်မှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်ဟောမသေးကြဘူးလို့ပြောတာဒါအမှန်ပဲလေစဉ်းစားကြည့်ပေါ့အဲ့ဒါကိုဆုံးလို့တယ်မာအနုတ္တဝေနနောက်တစ်ခုကတော့မာပရံပရာယပရံပရဆိုတာရှေ့ဘိုးဘွားဘီပင်လက်ထက်ကလေးကလှုပ်လာတဲ့အလုပ်တစ်ခု tradition လို့ခေါ်တယ်နော် tradition လို့ခေါ်တယ်မျိုးရိုးအစဉ်လာကနေပြီးတော့လောက်ကင်လာကြတယ်အဲ့ဒါဟာလေဒါတို့ဘိုးဘွားလက်ထက်ကလေးက tradition ပဲတို့ရဲ့ဓလေ့ထုံးစံပဲဆိုပြီးတော့လုပ်နေကြတာအဲ့ဒါကိုလည်းပဲမြတ်စွာဘုရားကဒါနဲ့အမှန်တရားကိုဆုံးဖြတ်လို့မရဘူးတဲ့ tradition ဆိုတာမှားတာလည်းရှိတယ်မှန်တာလည်းရှိတယ်အမှန်တရားကိုရှာဖွေတဲ့နေရာမှာဒါအသုံးမချ research လုပ်တဲ့အခါမှာဒါတွေနဲ့ research လုပ်လို့မရဘူးလို့ပြောတာအဓိပ္ပာယ်ကနော်အမှန်တရားကိုရှာခြင်းမီဆိုလို့ရှိရင် tradition နဲ့မရှာနဲ့ရှာရင်မှန်တာရှိခြင်းရှိမယ်မှားတာရှိခြင်းရှိမယ်မသေးကြဘူးလို့ပြောတာ tradition ဆိုပါတော့ tradition ရဘုန်းကြီးတို့တခါတော့ကမက္ကဆီကိုနိုင်ငံကလာတဲ့မက္ကဆီကန်လူမျိုးတွေ30လောက်ဗမာပြည်ကိုရောက်လာတယ်သူတို့ကဗုဒ္ဓဘာသာတွေဖြစ်နေကြမက္ကဆီကိုဆိုတာခရစ်ယာန်အများစုကိုးကွယ်တဲ့စပိန်စကားပြောတဲ့နိုင်ငံအမေရိကန်နိုင်ငံသားကနိုင်ငံတနိုင်ငံပေါ့ဟောဒီကအမျိုးသားမျိုးသမီးလူ30လောက်ရောက်လာကြပြီးတော့ဘုန်းကြီးတို့စီရောက်တော့မိကုန်းနေမေးကြတယ်မိကုန်းမေးတဲ့ထဲမှာမျိုးသမီးတယောက်ကဗာမေးတော့ဆိုသူမဟာမြတ်မုနိဖရာကြီးကိုသွားဖူးတယ်တဲ့မှန်းတဲ့ဖူးတဲ့အခါမှာခန္ဓာကုရိတိုက်နာလေးမှာအမျိုးသမီးမဝင်ရဆိုဆိုင်းဖို့ရှိတွေ့ကြပါလိမ့်မယ်နော်အမျိုးသမီးမဝင်ရဆိုတဲ့ဆိုင်းဖို့ရှိတယ်အင်္ဂလိပ်လိုတော့ရေးထားတယ်အဲ့ဒါမြင်လာတဲ့အခါသူ့စိတ်ထဲမှာမကြေမနပ်ဖြစ်တယ်တို့အမျိုးသမီးတွေကိုခွဲခြားဆက်ဆံတာပေါ့အမျိုးသားတွေတော့ဝင်လိုက်ထွက်လိုက်လုပ်တယ်အမျိုးသမီးတွေတော့မဝင်ရဘူးဆိုဒါတို့ခွဲခြားဆက်ဆံတာဘုန်းကြီးနဲ့တွေ့တဲ့အခါမေးတာအဲ့ဒါလို့စာတန်းတွေ့တယ်တဲ့ဒါဗုဒ္ဓဘာသာလားတဲ့ဘုရားဟောတဲ့တရားလားတဲ့သူကမေးတယ်မေးတော့ဘုန်းကြီးက this is not a Buddhism ဒါဗုဒ္ဓရဲ့ဝါဒမဟုတ်ပါဘူးလို့ this is a tradition တို့မြန်မာလူမျိုးတွေရဲ့ရှေးအစဉ်လာရလက်ခံကျင့်သုံးလာတဲ့ထုံတန်းစင်လာတစ်ခုသာဖြစ်ပါတယ်ဗုဒ္ဓဘာသာနဲ့မဆိုင်ပါဘူးလို့သူတို့ပြောအဲ့ဒါကြတော့ကျင့်တတ်တယ်သူတို့ tradition ဆိုတာသူတို့လည်းရှိတယ်ကိုယ်လည်းရှိတယ် tradition ဆိုတာအမှန်တရားလို့ပြောတာမဟုတ်ဘူးဓလေ့ထုံတန်းစင်လာရလိုက်နာရတာတွေရှိတယ်လေမှန်လို့လိုက်နာတာမဟုတ်ဘူးမှားသည်ဖြစ်စေမှန်သည်ဖြစ်စေထုံတန်းစင်လာမှုလုပ်နေကြဒါအမှန်တရားကိုရှာတဲ့နေရာမှာအဓိကမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားဒီနေရာမှာကြည့် tradition နဲ့လည်းအမှန်တရားကိုမရှာနဲ့တဲ့
tradition ဆိုတာမှန်တာရှိတယ်ခုနအမျိုးသမီးမဝင်ရဆိုရင်ဝင်အကုသိုလ်ဖြစ်တယ်ဆိုရင်ဒါမှားတယ်ဘယ်လိုလုပ်ဝင်ရင်အကုသိုလ်ဖြစ်မလဲနော်သို့တော့အမျိုးသမီးမဝင်ရဆိုတာမြန်မာလူမျိုးတွေရဲ့ tradition အနေနဲ့အမျိုးသမီးတွေမဝင်ဖို့ဆိုတာဒါလူမျိုးရဲ့ tradition tradition ဆိုသူတို့နားလဲတယ်ဟိုကြိုက်ထီးရိုးကလည်းပဲကြည်နေဖျားပေါ်ကူးတဲ့တရားလေးရှိတယ်မဟုတ်လားအမျိုးသမီးမကူးရဆိုအမျိုးသမီးကူးရင်မိုးကြိုးပြစ်တယ်တို့မုံတိုင်းထန်တယ်တို့ဘာလို့ပြောကြတယ်တခါတော့နိုင်ငံသားအမျိုးသမီးတယောက်ကယောက်ျားလို့ဝုတ်ပြီးတော့ကူးသွားတာမိုးကြိုးကလည်းမပြစ်လိုက်ဘူးအဲ့မှာမုံတိုင်းကလည်းမကြလိုက်ဘူးမသိလိုက်ဘူးနဲ့တူပါတယ်မျက်စိလဲသွားတယ်နဲ့တူတယ်အကယ်၍ပြောတဲ့အတိုင်းမဖြစ်ရင်ဒါသိက္ခာကျအဲ့တော့ဘာမှပြောစရာမလိုဘူးဂိုက်တွေကိုပြောလိုက်တယ်မင်းတို့မပြောနဲ့အဲ့လိုဟိုဟာဒီဟာတွေရှောက်ပြီးနိုင်ငံသားတွေဆို tradition လို့သာပြော tradition လို့ပြောရင်ဒါပြီးတယ်ကိစ္စတစ်ခုသူတို့လည်းရှိတယ်ကိုယ်လည်းရှိတယ် tradition ဒါ tradition ပဲလို့ဒီလိုပဲပြောရအဲ့ဒါကြောင့်မို့ tradition ဆိုတာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအမှန်တရားကိုရှာရမယ့်ဟာမဟုတ်သည့်အတွက်ကြောင့်မြတ်စွာဘုရားက tradition နဲ့လည်းအမှန်တရားကိုမရှာနဲ့တဲ့အဲ့ဒီတင်လမ်းမဆုံးနဲ့ပေါ့မှန်ကန်တဲ့ tradition ရှိတယ်မှားယွင်းနေတဲ့ tradition လည်းရှိတယ်ပေါ့ဒီလိုဆိုလိုတာနော်အဲ့ဒါကိုမာပရံပရာယလို့ပြောတယ်အမှန်တမ်းဒီသုတ်တန်ကဘဝအတွက် guideline ပေးတဲ့နေရာမှာအမှန်တမ်းကောင်းတယ်သို့တော့ပုံပြက်ပန်းပြက်အထိပ္ပယ်မယူဆတတ်လို့ရှိရင်တလွဲရောက်ကုန်တတ်တယ်ပေါ့အကုန်ပယ်ဖို့မြတ်စွာဘုရားပြောတာမဟုတ်ဘူးအခုကြည့် report နဲ့အမှန်တရားကိုမရှာနဲ့ဆိုတာ report ဆိုတာဘာဖြစ်လို့မရှာတော့မှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်ဟောမသေးကြဘူး tradition နဲ့လည်းအမှန်တရားကိုမဆုံးဖြတ်နဲ့ tradition ဆိုတာမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုဣတိကိရယဣတိကိရဆိုတာဒီလိုတဲ့ဆိုတာတယောက်ကလာပြောလို့ရှိရင်ဘာဖြစ်တဲ့ညာဖြစ်တဲ့ဟိုလိုပြောတဲ့ဒီလိုပြောတဲ့လောကမှာဒီတဲ့တွေအများကြီးရှိတာအဲ့ဒါကိုဟီယာစေလို့ခေါ်တယ်ကြားလာတာကိုလာပြောတာလေတစ်ဆင့်ကြားလာတဲ့အတိုင်းလာပြောတော့သူကလည်းတစ်ဆင့်ကြားပဲသူကိုယ်တိုင်မြင်တာမဟုတ်ဘူးဘာဖြစ်တဲ့ညာဖြစ်တဲ့နဲ့လာပြောတယ်ပေါ့နော်အဲ့ဒီဟီယာစေတွေအဲ့ဒီဣတိကိရဆိုတာအချက်နဲ့လည်းပဲအမှန်တရားကိုမဆုံးဖြတ်လိမ့်နဲ့တဲ့အမှန်တရားကိုဆုံးဖြတ်ရင်အမှန်တရားမရနိုင်ဘူးဒီလိုဆိုလိုတာနော်ဒါလည်းအမှန်တရားဆုံးဖြတ်ရမယ်အကြောင်းတစ်ခုမဟုတ်ဘူးတဲ့မှန်တာလည်းရှိမယ်မှားတာလည်းရှိမယ်နောက်တစ်ခုကဘာလို့ဆိုမာပိတကတံပဒါနေနပိတကဆိုတာဒီဖရာပိဋကကိုပြောတာမဟုတ်ဘူးပိဋကဆိုတဲ့စကားလုံးကသင်ယူရတဲ့ကျမ်းစာကိုပိဋကလို့ပြောတာပိဋကတံပဒါနေနစာထဲမှာပါတယ်ဆိုတာနဲ့လည်းအမှန်တရားကိုမဆုံးဖြတ်နဲ့ဒီလိုပြောတာနော်အဲ့ဒါကိုဒီစကားလုံးကိုယူသုံးပြီးတော့ပိဋကသုံးပုံဝါစကားတွေပယ်ကျင်တဲ့လူတွေကဒီစကားလုံးကိုယူသုံးပြီးတော့ရှောက်ပြောတာအဓိပ္ပာယ်မရှိဘူးအဲ့ဒါကိုဆိုလိုတာမဟုတ်ဘူးစာထဲပါတယ်ဆိုရုံနဲ့မှမယ်သတင်းစာထဲပါတယ်ဂျာနယ်ထဲပါတယ်ဘယ်စာအုပ်ကရေးထားတယ်ဘယ်တရားစာအုပ်ထဲပါတယ်ဘယ်သူစာအုပ်ထဲပါစာအုပ်ထဲပါတယ်ဆိုတာနဲ့အမှန်လို့ပြောလို့မရဘူးဒါတော့ဟုတ်တာပေါ့စာအုပ်ထဲလည်းအမှားရေးခြင်းရေးမှာပဲလေမှားခြင်းမှားတာဒါကြောင့်မလို့စာအုပ်ထဲမှာပါတယ်ဆိုတာနဲ့လည်းပဲအမှန်တရားကိုဆုံးဖြတ်လို့မရဘူးတဲ့ဒါသိတဲ့ဘာဝကြတာကိုယ်ပိုင်ဉာဏ်ကိုသုံးချဖို့မြတ်စွာဘုရားဟောနေတာနော်ဒီပိဋကသုံးပုံကိုပြောတာမဟုတ်ဘူးပိဋကတံပဒါနေနဆိုတာသင်ယူရတဲ့ကျမ်းစာမှန်သမျှကိုပိဋကဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာတချို့နိုင်ငံသားတွေဘာသာပြန်တာတော့ပိဋကကိုချင်းတောင်းလို့ဘာသာပြန်တာလည်းရှိတယ် basket ဆိုစကားလုံးနဲ့သို့တော့ချင်းတောင်းကိုသာပိဋကလို့ခေါ်တာမဟုတ်ဘူးသင်ယူရမယ့်စာပေတွေကိုလည်းပိဋကလို့ခေါ်တယ်အဲ့တော့သင်ယူထားတဲ့ကျမ်းစာနဲ့ကြိုက်တယ်ဆိုရင်လည်းအမှန်တရားကိုမဆုံးဖြတ်နဲ့တဲ့မှားခြင်းလည်းမှားမယ်မှန်ခြင်းလည်းမှန်မယ်ဒါရင်ရပ်မထားနဲ့ကိုယ်ပိုင်ညာနဲ့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်လို့ဒီလိုဆိုလိုတာနော်ဟောနောက်တစ်ခုကဘာတော့ဆိုရင်
မာတက္ကဟိတုတက္ကဆိုတာဒီကနေ့ logic ကိုတက္ကလို့ပြန်တက္ကဆိုတာကြောင်းကျိုးအောင်စီလျော်အောင်တွေးတောဆင်ခြင်မှုတက္ကဗေဒနီးလို့ခေါ်တွေးခေါ်မျှော်မြင်တဲ့နီးစနစ်တစ်ခုကိုတက္ကဗေဒ logic လို့ခေါ်အဲ့ဒီ logic နီးနဲ့လည်းပဲအမှန်တရားကိုရှာလို့မမှန်နိုင်ဘူးတဲ့ဆုံးဖြတ်လို့မရဘူးလို့ဒီလိုဆိုလိုတယ်နော်လောကမှာတက္ကဗေဒနီးတွေအများကြီးရှိတယ်လေကြောင်းကျိုးဆင်ញင်တာပေါ့ကြောင်းကျိုးဆင်ញင်တာကြောင်းကျိုးဆင်ញင်တဲ့နီးစနစ်တစ်ခုကဒီလိုဆိုလိုတာပေါ့လူသည်သေမျိုးဖြစ်သည်ဥပသည်လူတယောက်ဖြစ်သည်ဒါကြောင့်ဥပသည်သေမျိုးဖြစ်သည်ဟောဒီလိုဆင်ញင်တာမျိုးကိုဆိုလိုတာပေါ့နော်ကြောင်းကျိုးဆင်ញင်ပြီးတော့ပြောတဲ့စကားအဲ့တော့နေရာတကာတိုင်းမှာဒီနီးစနစ်ကိုသုံးလို့ရှိရင်လည်းအမှန်တရားကိုရှာဖွေလို့ရမှာမဟုတ်ဘူးအသိဉာဏ်နဲ့ရှာဖွေမှသာလဲမှန်ကန်တဲ့တရားကိုသိနိုင်တယ်လို့ဒါကြောင့်တက္ကဗေဒနီးနဲ့လည်းပဲအမှန်တရားကိုမဆုံးဖြတ်နိုင်နဲ့လို့မြတ်စွာဘုရားဟောတာသူတို့ပြောနေတဲ့တန်တရားတွေဟာတခုတည်းမကဘူးမြတ်စွာဘုရားလောကမှာရှိတဲ့တန်တရားဖြစ်ဖွယ်ရာတွေအကုန်ထုတ်ပြတာဒီမှာနော်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်မာနယဟေတုနယဆိုတာနီးမိပြီးတော့ပြောတာအကြောင်းမြင်အကျိုးကိုပြောလို့ရတယ်အကျိုးမြင်အကြောင်းကိုပြောလို့ရတယ်အဲ့ဒါကို inference လို့ခေါ်တယ်အနုမာနလို့ခေါ်တယ်အနုမာနဆိုတာတဆင့်သိတာတဆင့်သိတာမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်အနုမာနကလည်းဟောဟိုဘက်ကနေပြီးတော့မိခိုးတွေထွက်နေတာမြင်တဲ့အခါကျတော့တောင်ရဲ့ဆိုပါစို့ဈာထဲမှာတောင်ကြီးရှိတယ်အဲ့ဒီတောင်ကြီးဟိုဘက်ကမိခိုးတွေထွက်နေတာမြင်တဲ့အခါကျတော့ဒီဘက်ကလူကမိခိုးမြင်တာနဲ့သူဘာပြောတော့ဟိုဘက်မှာမီးလောင်နေတယ်လို့ပြောလိုက်မီးလောင်နေတယ်လို့ပြောတယ်ဘာဖြစ်လို့လဲဆိုတော့မိခိုးဆိုတာမီးကဖြစ်တာသူမြင်တာကမီးကိုမီးရဲ့အကျိုးတရားကိုသာမြင်တာအကျိုးကိုကြည့်ပြီးတော့အကြောင်းကိုလှမ်းပြောတာမီးကိုသူမမြင်ရဘူးဟုတ်ကဲ့လားအဲ့ဒါအမြဲတမ်းမှန်နိုင်သလားလို့ဆိုမီးကိုမြင်တာနဲ့မီးရှိတယ်လို့ပြောတာအမြဲတမ်းမှန်နိုင်သလားလို့ဆိုမမှန်ဘူးတခါတလေမီးထားစက်ကောင်းကလည်းမီးကိုထွက်သေးတာပဲမထွက်ဘူးလားမီးလောင်မဲနဲ့လည်းမီးကိုထွက်တာရောမရှိဘူးလားရှိတယ်အဲ့တော့ဒါတွေကအနုမာနလို့ခေါ်တယ်အကြောင်းကိုကြည့်ပြီးတော့အကျိုးကိုကြည့်ပြီးတော့အကြောင်းကိုတွက်ဆတာအကြောင်းကိုကြည့်ပြီးတော့အကျိုးကိုတွက်ဆတာတစ်ခုပဲမြင်ရတယ်တစ်ပိုင်းပဲမြင်ရတယ်မြင်ရတာကိုကြံတာကိုမှန်းပြီးတော့ဆုံးဖြတ်တာကို inference လို့ခေါ်တယ်ပေါ့အနုမာနလို့ခေါ်တယ်ပေါ့တစ်ဆင့်မှန်းဆပြီးတော့သိတဲ့အတိမျိုးအဲ့ဒါနဲ့လည်းအမှန်တရားဆိုတာသိလို့မရဘူးလို့ဒီလိုပြောတာเนาะအဲ့တော့မြတ်စွာဘုရားကဟောတာတော့တကယ့်ကိုပစ္စကဉာဏ်ကိုဟောချင်တာပဲဒါကြောင့်မလို့ပစ္စကဉာဏ်မဟုတ်တဲ့ဟာတွေကိုတခုမှစိတ်မချရဘူးဆိုတာကိုမြတ်စွာဘုရားဟောတာဘာဖြစ်လို့လောကလူသားတွေကအမှန်တရားဆိုတာကိုဒါတွေနဲ့ပဲရှားနေကြတာဒါတွေနဲ့ပဲရှားဟောနောက်တစ်ခုကဘာတော့ဆိုအာကာရပရိဝိတကကြောင်းကျိုးဆင်ញင်ပြီးတော့သုံးသပ်ကြည့်အကြောင်းတရားကိုတွေးတောဆင်ញင်ပြီးတော့ကြည့်တာအဲ့ဒါလို့တွေးတောဆင်ញင်ပြီးတော့အတွေးအခေါ်တစ်ခုနဲ့အမှန်တရားကိုဆုံးဖြတ်ရင်ရောမှန်သလားလို့ဆိုမမှန်ဘူးတဲ့ဒါလည်းပဲအမှန်တရားကိုဆုံးဖြတ်လို့မရဘူးလို့ဒီလိုဆိုလို့နောက်တစ်ခုကဒိဋ္ဌိနေစာနဲ့ခန္တိဒိဋ္ဌိဆိုတာကိုယ့်ရဲ့အမြင်ကိုဆင်ញင်စဉ်းစားလိုက်တဲ့အခါကျင့်တတ်စရာအဖြေတွေထွက်တယ်နော်ကိုယ့်အမြင်လေးကသဘောကျစရာရှိတယ်ကြောင်းကျိုးဆင်ញင်လို့ရတယ်ကိုက်ညီတယ်ကိုယ့်အမြင်ကသူများအမြင်တွေနဲ့လည်းကိုက်ညီတယ်ဆိုကျင့်တတ်စရာကောင်းတဲ့အမြင်ဆင်ញင်သုံးသပ်ပြီးတော့ကြည့်လို့ရှိရင်ဒါနဲ့ရောအမှန်တရားကိုဆုံးဖြတ်လို့ရလားလို့ဆိုမရဘူးတဲ့မြတ်စွာဘုရားအဲ့ဒါနဲ့လည်းဆုံးဖြတ်လို့မရဘူးလောကလူတွေကဆုံးဖြတ်နေကြတာဒါမျိုးတွေပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ကြတာဟုတ်ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီအချက်တွေနဲ့မဆုံးဖြတ်ဖို့ဒီသုတ္တံမှာဤစနစ်တစ်ခုပေးတာเนาะနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်
မာဘဘရူပတာဖြစ်နိုင်ခြေရှိတာ possibility လို့ခေါ်တယ်ဘယ်ကိစ္စဖြစ်လူတွေကပြောတယ်အေးဒါဖြစ်နိုင်တယ်နော်ဖြစ်နိုင်တယ်ဆိုတဲ့စကားနဲ့သူထဲမှာအကြောင်းအကျိုးဆင်ခြင်မှုတော့ရှိတာပေါ့ဒါဖြစ်နိုင်တယ်လို့ပြောရတဲ့အရာတစ်ခုနဲ့လည်းပဲကိုကဖြစ်နိုင်တယ်လို့ပြောပြီးမှဖြစ်ချင်မှဖြစ်တာတစ်ခါလေးကြတာဒါကြောင့်မို့ဒါနဲ့လည်းပဲအမှန်တရားကိုမဆုံးဖြတ်နဲ့တဲ့ဘဘရူပမှတ်သားတိုက်တယ်ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အချက်နဲ့လည်းပဲအမှန်တရားကိုမဆုံးဖြတ်နဲ့တဲ့ဟောနောက်ဆုံးအချက်ကြတော့ဘာလို့ဆိုမာသမနောနောကရုတချို့ကလေးစားရတဲ့တို့ရဲ့ဆရာလေးစားရတဲ့ပုဂ္ဂိုလ်ကပြောသွားတဲ့စကားဒီသမဏဟာတို့ရဲ့ဆရာပဲဆရာပြောတာဆိုရင်မမှားဘူးလို့ဒီလိုသွားဆုံးဖြတ်လို့လည်းမရဘူးတဲ့အမှန်တရားကိုအဲ့တော့အသိဉာဏ်မပါဘဲနဲ့ဘယ်ချက်ကိုမှကိုယ့်ရဲ့ဆင်ញင်တုံတရားပစ္စက္ခဉာဏ်မရှိဘဲနဲ့ဘယ်ဟာကိုမှအမှန်တရားလို့မဆုံးဖြတ်ရဘူးလို့ဆိုတာကိုမြတ်စွာဘုရားကကာလမမျိုးသားတွေကိုဟောပေးတာဒီ10ချက်ပေါ့နော်အဲ့တော့နောက်ဆုံးချက်ကအဲ့ဒါမာသမနောနောကရုတဲ့အေးဆရာကြီးကတော့တို့ရဲ့ဆရာပဲသို့မဟုတ်တို့ရဲ့ဆရာတော်ကြီးကပြောသွားတာခုခေတ်ဆိုလို့ရှိရင်တို့ဘုန်းကြီးကပြောတာတို့ဥစဉ်ကပြောတာဆိုပြီးတော့လဲတို့ရဲ့ဆရာသမားကပြောတာလို့ဆိုပြီးတော့လည်းပဲဒီမှာတင်လမ်းမဆုံးနေနဲ့လို့ပြောတာဟုတ်မဟုတ်စဉ်းစားအောင်ပေါ့ဒီလိုဆိုလို့တာမြတ်စွာဘုရားကမစဉ်းစားဘဲနဲ့လက်ခံတာကိုသဘောမကျဒါကတမန်တာပြောတာတခြားသုတ်တံမှာဆိုရင်ဝိမန္တကသုတ်တို့ဘာလို့ဆိုရင်မြတ်စွာဘုရားကငါ့ကိုမင်းတို့စုံစမ်းကြစမ်းစူးစမ်းကြစမ်းလေ့လာကြစမ်းငါပြောတဲ့အတိုင်းငါပေါ်မှာမယုံညံ့ဟောဖိတ်ခေါ်တာဟာမြတ်စွာဘုရားတပါးပဲရှိတယ်နော်ငါ့ကိုမင်းတို့စူးစမ်းဆင်ခြင်ကြလေ့လာကြည့်ကြကာယကံဝစီကံနဲ့ပတ်သက်ပြီးလေ့လာကြည့်ရှင်းနှလောက်ရဲ့လားရှင်းနှလောက်မှလက်ခံဟောအေးဒါကြောင့်မို့လို့ကိုယ်ပိုင်ဉာဏ်ကိုဦးစားပေးပြီးတော့ဆုံးမသွန်သင်နေရှိတယ်မြတ်စွာဘုရားအခုပြောခဲ့တဲ့အချက်10ချက်နဲ့ချက်10ချက်နဲ့အမှန်တရားကိုဆုံးဖြတ်လို့မရဘူးလို့ကာလမအမျိုးသားတွေဘာဖြစ်လို့လဲဆိုတော့တန်တရားဖြစ်နေတဲ့လူတွေကိုလေတန်တရားဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုမင်းတို့ဒီချက်တွေနဲ့အမှန်တရားဆိုတာရှာလို့မရဘူး